မင်္ဂလာပါခင်ဗျာပါဘော IELTS ကဆရာတော်ကြီးပါကို current band score ကဘယ်လောက်လဲဆိုတာသိသွားပြီဆိုရင်ကိုယ့်ရဲ့ minimum band score ဘယ်လောက်လဲဆိုတာသိဖို့လိုတာပေါ့နော်ကိုယ့်ရဲ့လက်ရှိ band score လည်းသိသွားပြီကိုရရမယ့် minimum band score requirement လည်းသိသွားပြီဆိုရင်နောက်ဆုံးတစ်ခုကတော့ကိုလိုချင်တဲ့ design band score ပေါ့နော်ကိုလိုချင်တဲ့အမှတ်ဘယ်လောက်ပဲလိုချင်လူတိုင်းပထမဆုံးလုပ်ကြတာကဘာလဲဆိုတော့ကိုလက်ရှိ band score နဲ့တင့်တော်တာတော့ပဲလုပ်ကြတာဖြစ်ပြီးတော့တယောက်နဲ့ IELTS ရဲ့ journey ကိုစတဲ့အခါကျရင်သူတို့ရဲ့ current band score ကမတူဘူး IELTS ကိုစလေ့လာတဲ့အခါကျရင် current band score ကဘာလို့မတူတာလဲဆိုတော့တယောက်နဲ့IELTS မတိုင်ခင်မှာသူတို့ရဲ့ English စာလည်းပဲမတူဘူးတော့အဲ့ဒါဆရာအခေါ်ရဘာလဲဆိုတော့ receptive skill နဲ့ productive skill လို့ခေါ်တယ် exam tactics ဆိုတာမိကုန်းတိုက်တစ်ခုချင်းစီရသတိထားမယ့်အချက် exam practice ဆိုတာမိကုန်း paper ဟောင်းနေဖြည့်တဲ့အချိန်အရေးအတွက်ဘယ်ကနေစလေ့လာလဲဘယ်လောက်ကြာမှလဲဆိုတော့ဘာနဲ့ပဲဆုံးဖြတ်လဲဆိုတော့mock test နဲ့ပဲဆုံးဖြတ်တာ